အားလုံးပဲမင်္ဂလာပါနိုဝင်ဘာလနဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာတွေကိုကြီးညာပေးဖို့အတွက်ဒီနေ့ဗီဒီယိုကိုလုပ်လိုက်ခြင်းဖြစ်ပါတယ်။ဖျားရဲ့နှိုးဆော်ခြင်းရှိတာဖြစ်တဲ့နိုဝင်ဘာလအစထဲမှာဖျားကဒီနိုဝင်ဘာနဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာကိုကြီးညာဖို့အတွက်ပြောလာပါတယ်။ဘသူရဲ့ကောင်းကြီးမင်္ဂလာကိုကြီးညာခိုင်းလဲဆိုရင်အာဗြဟံရဲ့ကောင်းကြီးမင်္ဂလာနဲ့ပတ်သက်ပြီးတော့မှဖျားကပြောလာပါတယ်။ဒီမှာကြည့်ရှုနေတဲ့မိသားစုအယောက်စီတိုင်းအပေါ်မှာအာဗြဟံနဲ့ပတ်သက်တဲ့ကောင်းကြီးမင်္ဂလာကိုကြီးညာသွားဖို့ရှိပါတယ်။ဆိုတော့အားလုံးပဲအဆုံးထိကောင်းကြီးမင်္ဂလာခံယူခြင်းနဲ့ကြည်သွားရအောင်။အာဗြဟံနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ပြန်ပြီးလေ့လာတဲ့အခါမှာကဘာဦးကျမ်းအခန်းကြီး7ကနေစပြီးတော့မှအာဗြဟံအကြောင်းကိုကျွန်တော်ဇာတ်တိုက်တွေ့သွားရမှာဖြစ်ပါတယ်။အာဗြဟံရဲ့ကောင်းကြီးမင်္ဂလာဘယ်လောက်ထိကြီးမားလဲသူ့ကိုဖျားပေးတဲ့ဂတိတွေကဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိလဲဆိုတဲ့အခါမှာပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လေ့လာချက်တွေအရာကဘာမှာအချမ်းသာဆုံးပုံကိုယ်တွေเนาะ world rank ရဲ့10ယောက်ထဲမှာကြည့်လို့ရှိရင်6ယောက်ကအာဗြဟံအမျိုးအနွယ်တွေဖြစ်ပါတယ်ဂျူးလူမျိုးတည်တံ့ဖြစ်ပါတယ်6ယောက်ဖြစ်ပါတယ်ဆိုတော့ဒါနည်းတဲ့ပမာဏတကူမဟုတ်ပါဘူးအာဗြဟံကိုပေးတဲ့ကောင်းကြီးမင်္ဂလာကနှစ်ထောင်ပေါင်းများစွာကြာသွားတဲ့ယနေ့အချိန်ထိတည်မြဲနေသေးတယ်ဆိုတဲ့သက်သေကိုတွေ့ရှိရပါတယ်အဲ့ဒီရဲ့ကောင်းကြီးမင်္ဂလာကိုသိရှိပြီးတော့အားလုံးကိုလည်းခံစားစေခြင်းနဲ့လို့ဘုရားကနှိုးဆော်တယ်။ဒါကြောင့်မို့ဒီနိုဝင်ဘာလမှာကျွန်တော်တို့ကိုဘုရားကအာဗြဟံနဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာတွေပေးခြင်းပါတယ်။ဒီစီဇန်ရဲ့ကောင်းကြီးမင်္ဂလာကအာဗြဟံရဲ့ကောင်းကြီးမင်္ဂလာဖြစ်ပါတယ်။ဒါကြောင့်မို့သူ့ရဲ့ timing ကိုလိုက်ပြီးတော့မှအားလုံးအတူတူကသိမ့်ပိုက်သွားဖို့အတွက်ကျွန်တော်ဒီနေရာမှာအာဗြဟံရဲ့ကောင်းကြီးမင်္ဂလာကိုကြီးညာပေးခြင်းပါတယ်။ကျမ်းပိုင်းနှစ်ပိုက်ဖတ်ခြင်းပါတယ်။ကဘာဦးကျမ်းအခန်းကြီး7အငယ်1ကနေ4ကိုအရင်ဖတ်ခြင်းနဲ့ကဘာဦးကျမ်းအခန်းကြီး7အငယ်1ကနေ4ထာဝရဘုရားသည်လည်းအာဗြဟံကိုခေါ်တော်မူ၍သင်ဤပြည်နှင့်တကွအမျိုးသားချင်းပေါက်ပေါ်တယ်ညားထဲမှထွက်ပြီးလျင်ငါပြလက်တန့်သောပြည်သို့သွားလော့ငါသည်တင့်ကိုလူမျိုးကြီးဖြစ်စေမည်ငါကောင်းကြီးပေး၍သင်ဤနာမကိုကြီးမြတ်စေမည်တင်သည်ကောင်းကြီးခံရသောသူဖြစ်လိမ့်မည်။တင့်ကိုကောင်းကြီးပေးသောသူကိုငါကောင်းကြီးပေးမည်။တင့်ကိုကျိန်ဆဲသောသူကိုငါကျိန်ဆဲမည်။တင့်အားဖြင့်လည်းလူမျိုးအပေါင်းတို့သည်ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ၏။ဒီဟာကပထမတစ်ပိုက်ဖြစ်ပါတယ်။နောက်တစ်ပိုက်ဆက်ပြီးတော့မှကြီးညာဝန်ခံပေးခြင်းပါတယ်။ကဘာဦးကျမ်းအခန်းကြီး73အငယ်14ကနေပြီးတော့မှ19အထိဖြစ်ပါတယ်။ကဘာဦးကျမ်းခန်းကြီး73ငယ်14ကနေ19လောတသည်အာဗြဟံနှင့်ခွာ၍သွားပြီးမှထာဝရဘုရားသည်အာဗြဟံကိုခေါ်၍တင်ရှိရာအရက်ကတောင်မြောက်အရှေ့နောက်သို့မျှော်ကြည့်လော့တင်မြင်သောမြေတစ်ပြင်လုံးကိုတင်နှင့်တင်ဤအမျိုးအနွယ်အားငါသည်ကာလအစဉ်အမြဲပေးမည်တင်ဤအမျိုးအနွယ်ကိုမြေမုံကဲ့သို့ငါများပြားစေမည်တို့ဖြစ်၍လူသည်မြေမုံကိုရေတွက်နိုင်လျင်တင်ဤအမျိုးအနွယ်ကိုရေတွက်နိုင်ကြလိမ့်မည်တင်ထား၍မြေကိုအလျားအားဖြင့်၎င်းအနံအားဖြင့်၎င်းရှောက်သွားလော့တင်အားငါပေးမည်ဟုမိန့်တော်မူ၏အာမင်ဒီနေ့ဖတ်သွားတဲ့အာဗြဟံကိုဖျားပေးတဲ့ဂတိတော်တွေရောက်စီတိုင်းပေါ်မှာတက်ရောက်ပါစေအာဗြဟံကိုဖျားပေးတဲ့ကောင်းကြီးမင်္ဂလာတွေသိတ်ကောင်းပြီးတော့မှသိတ်ကြီးမားတာဖြစ်ပါတယ်ယနေ့အချိန်ကြီးအာဗြဟံမျိုးဆက်တွေကကဘာမှာအချမ်းသာဆုံးမျိုးဆက်တွေဖြစ်နေပါသေးတယ်ဘယ်အမျိုးအနွယ်ကမှချင်းချောက်လို့မရနိုင်အောင်ကြီးမားတဲ့ကောင်းကြီးမင်္ဂလာတွေမြောက်များစွာခံနေရဆဲဖြစ်ပါတယ်ဒီကောင်းကြီးမင်္ဂလာကတင်နဲ့လဲဆိုင်နေဆိုတဲ့အကြောင်းတင့်ကိုလည်းဖျားကဒီကောင်းကြီးမင်္ဂလာနဲ့ပတ်ရစ်ပေးစေခြင်းနဲ့ဆိုတဲ့အကြောင်းကိုအားလုံးကိုဒီနေ့မှာပြောပြပေးခြင်းနဲ့တင်ကခရစ်တော်ကိုယုံကြည်လက်ခံပြီးသားသူဖြစ်တယ်ဆိုလို့ရှိရင်တင်ကအာဗြဟံရဲ့အမျိုးအနွယ်ဖြစ်တဲ့အကြောင်းကိုဒီနေရာမှာ confirm လုပ်ပေးခြင်းပါတယ်ဒါအကြောင်းမို့အာဗြဟံရဲ့ကောင်းကြီးမင်္ဂလာတွေကိုလေ့လာပါအာဗြဟံကိုဖျားပေးတဲ့ကောင်းကြီးအကုန်လုံးကိုတင့်ကိုလည်းဖျားကပေးခြင်းနဲ့ဆိုတဲ့အကြောင်းကိုဒီနေ့မှာကျွန်တော်ကနေတစ်စစ်ဖျားကပြောခိုင်းပါတယ်ဆိုတော့ညီမုံနဲ့အများစေမယ်ပြီးတဲ့အခါမှာအာဗြဟံကိုဘာလောက်ခိုင်းလဲဆိုတော့ရှောက်သွားခိုင်းပါတယ်သူသွားခြင်းကသူခြံစည်းကိုခတ်နေခြင်းဖြစ်ပါတယ်သူရဲ့နေနမိတ်ကိုသတ်မှတ်နေခြင်းဖြစ်ပါတယ်သူရှောက်သွားနိုင်သည်မြဘုရားကသူ့ကိုပေးမယ်လို့ပြောတယ်ဒါကြောင့်မို့မိတ်ဆွေသင်ခြေလန်းတိုင်းမှာတိမ်ပိုက်ပြီးခြေလန်းဖို့ဘုရားကပြောနေပါတယ်ဒီနိုဝင်ဘာလမှာသင်ဘယ်နေရာကိုသွားသည်ဖြစ်စေဘယ်ခြေလန်းနေဖြစ်စေခြေလန်းတိုင်းမှာအာဗြဟံရဲ့ကောင်းကြီးမင်္ဂလာတင်နဲ့အတူရှိပြီးတော့မှတင်လှမ်းတဲ့မြေတိုင်းတင်နင်းတဲ့မြေတင်သွားတဲ့ area အတိုင်းကိုဘုရားသခင်ကတင့်ကိုအပိုင်ပေးမယ်ကောင်းကြီးပေးမယ်ဆိုတာကိုဒီနေရာမှာပြောပြပေးခြင်းပါတယ်တင့်ကိုကောင်းကြီးပေးတဲ့သူတွေကကောင်းကြီးပေးတာခံစားရမယ်
တင့်ကိုကျိန်ဆဲတဲ့သူတွေကကျိန်ဆဲတင်းကိုကျိန်စေတဲ့သူတွေကိုဖျားကပြန်ကျိန်ဆဲမယ်လို့ဒီနှုတ်ကပတ်တော်ထဲမှာလည်းပြောထားပါတယ်တင်းရဲ့အမျိုးအနွယ်ကိုကြီးမြတ်စေမယ်လူမျိုးကြီးဖြစ်စေမယ်လို့ဖျားကဒီနေရာမှာဂတိပေးထားတယ်ကောင်းကြီးပေးထားပါတယ်ဒီရဲ့ကောင်းကြီးမင်္ဂလာကတင်းနဲ့သက်ဆိုင်တဲ့တင်းကအာဗြဟံကောင်းကြီးမင်္ဂလာကိုအပြည့်အဝရဖို့ထိုက်တန်တဲ့သူဖြစ်တဲ့အကြောင်းကိုပြောခြင်းပါတယ်ဆိုတော့အာဗြဟံဘာကြောင့်ကောင်းကြီးမင်္ဂလာရတာလဲသူကလူကောင်းဖြစ်လို့လားအရန်ကောင်းနေလို့လားဆိုတော့မဟုတ်ပါဘူးဒါကြောင့်မို့တင့်ကိုတင်အားမငယ်ဖို့ပြောခြင်းနဲ့ငါကကောင်းတဲ့လူတယောက်မဟုတ်ဘူးဒါကြောင့်မို့ဒီကောင်းကြီးမင်္ဂလာတွေကငါနဲ့သက်ဆိုင်ပါမလားငါကိုရနိုင်ပါမလားဆိုတဲ့တန်တရားမဝင်စေခြင်းပါဘူးအာဗြဟံအကြောင်းကိုတရားလေ့လာမယ်ဆိုရင်သူကရုပ်ထုစင်သူကိုးကွယ်တဲ့မိသားစုကနေပြီးတော့မှပေါက်ဖွာလာတာဖြစ်ပါတယ်ဒါပေမဲ့ဖခင်ကသူ့ကိုကောင်းကြီးပေးခြင်းတဲ့အတွက်ကြောင့်တီးတန့်ရွေပြီးတော့မှကောင်းကြီးပေးတာဖြစ်ပါတယ်တင်းကိုလည်းအားပေးခြင်းပါတယ်တင်ကဘယ်နေရာမှာရှိနေပါစေဘာလုပ်တဲ့လူပဲဖြစ်ပါစေဒီအချိန်မှာတင်ဒီနှုတ်ကပတ်တော်ကိုကြားပြီဆိုရင်တင်ကရွေးချယ်ခြင်းခံရတဲ့သူဖြစ်တဲ့အကြောင်းကိုဖခင်ကပြောခိုင်းပါတယ်တင်ရွေးချယ်ခံရပြီဖြစ်တဲ့အတွက်ကြောင့်တင်ကောင်းခြင်းမကောင်းခြင်းလှုပ်ဆောင်နိုင်ခြင်းမလှုပ်ဆောင်နိုင်ခြင်းနဲ့မဆိုင်ဘဲနဲ့ဖခင်ကချစ်လို့တက်ရွေးပြီးတော့မှကောင်းကြီးပေးဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောခြင်းပါတယ်နောက်တစ်ခုကတော့အာဗြဟံရဲ့တက်တာမှာဘာလေးလာတင်ယူရလဲဆိုတဲ့အခါမှာသူကသူ့ရဲ့လုံနိုင်ခြင်းသူ့ထဲမှာရှိတဲ့စွမ်းအားတွေထက်ဖခင်ရဲ့စကားကိုအပြည့်အဝယုံပြီးတော့မှဖခင်စကားအတိုင်းသူကသွားလာတဲ့သူဖြစ်တယ်ဆိုတဲ့အကြောင်းကိုတွေ့ရတယ်။သင်ရဲ့သက်တာမှာလည်းဘုရားရဲ့စကားကိုကြားလာပြီဆိုလို့ရှိရင်သင်ရဲ့လုံနိုင်ခြင်းသင်ရဲ့အစွမ်းတတ္တိသင်ရဲ့ capacity ကိုမကြည့်ဘဲနဲ့ဘုရားရဲ့စကားထဲမှာပါလာတဲ့တကိုးကိုယုံကြည်ပြီးတော့မှခြေလန်းဖို့အတွက်ဒီနေရာမှာပြောချင်ပါတယ်အာဗြဟံကအသက်ကြီးနေတဲ့အချိန်မှာအသက်85နှစ်ဖြစ်ပါတယ်သူဂတိတော်ရတဲ့အချိန်မှာကလေးမွေးဖို့မဖြစ်နိုင်ပါဘူးဒါပေမဲ့သူကဘာကိုယုံလဲဆိုတော့ဖခင်စကားကိုယုံပါတယ်တခုတည်းပဲသင်လိုပါတယ်ဖခင်စကားကြားတဲ့အချိန်မှာသင်ယုံပြီးတော့မှလက်တွေ့ခြေလန်းဖို့အတွက်ဖခင်ကဒီနေ့ဒီချိန်သင်ကိုပြောနေပါတယ်ဆိုတော့ဒီနေ့အာဗြဟံကောင်းကြီးမင်္ဂလာကိုအားလုံးပေါ်မှာကြီးညာပါတယ်ခြေလန်းဖို့ပြောခြင်းပါတယ်တခုပဲလိုပါတယ်ဘုရားစကားကြားတဲ့အခါမှာဖြစ်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်နဲ့သွားဖို့အတွက်ပြောခြင်းပါတယ်နံပါတ်1ကတော့ကိုးကွယ်ခြင်းထဲမှာသွားပါအာဗြဟံကရောက်တဲ့အရက်တိုင်းမှာဘုရားကိုကိုးကွယ်ပါတယ်ဒါကြောင့်မို့သင်ရဲ့ဒီနိုဝင်ဘာလထဲမှာကိုးကွယ်ခြင်းမပြတ်တောက်သွားဖို့ကျွန်တော်ပြန်ပြီးတော့မှremind လုပ်ချင်ပါတယ်တနေ့တာလုံးသင်ဘယ်လိုဖြတ်တန်းခဲ့လဲတော့ကျွန်တော်မသိပါဘူးသင်ဖះနဲ့ရင်းနှီးခဲ့ကောင်းရင်းနှီးခဲ့မယ်တချို့တွေလည်းမိသားယာပြတ်နေတဲ့သူတွေလည်းရှိနိုင်တယ်ဒါကြောင့်မို့အသစ်တစ်ပံပြန်နေစတင်ဖို့အတွက်နောက်မကြသေးဘူးဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်နောက်မိုးရွာမဲ့အချိန်ဖြစ်ပါတယ်အာဗြဟံရဲ့ကောင်းကြီးမင်္ဂလာကိုရောက်စီတိုင်းမှာကြီးညာတယ်သူ့ရဲ့ကြွယ်ဝခြင်းကယနေ့အချိန်ဒီရေတွက်လို့မကုန်သေးပါဘူးဖះဂတိပေးတဲ့အတိုင်းတကယ်လူမျိုးကြီးဖြစ်လာခဲ့တာဖြစ်ပါတယ်အသက်အရွယ်ကြီးရင်းနေတဲ့အသက်85နှစ်ကျော်လူတစ်ယောက်မှာရလာတဲ့ဂတိတော်ကတကယ်ကိုပြည့်စုံလာခဲ့တယ်ဆိုတာကိုအားလုံးကမျက်မြင်သက်သေဖြစ်ပါတယ်လူတစ်ယောက်တည်းကလူမျိုးကြီး12မျိုးထွက်လာခဲ့ပါတယ်စီးစိမ်ကြွယ်ဝခြင်းကရွေတွက်လို့မကုန်ပါဘူးဖခင်ကသူပြောတဲ့ဂတိအတိုင်းအပြည့်အဝဆက်ပေးတဲ့ဖခင်ဖြစ်ပါတယ်ဒီနေ့မှာအာဗြဟံကိုပေးတဲ့ကောင်းကြီးမင်္ဂလာကိုရောက်စင်းမှာကြီးညာတဲ့အရောက်စင်းဖခင်သာ၍ကောင်းကြီးပေးပါစေ